Hello အားလုံးပဲမင်္ဂလာပါနော်တွေ့ရအရန်ကိုကြာသွားပြီဒီနေ့ effective English speaking pattern 18ကိုဆက်သွားရအောင်နော်အဲ့တော့ဒီနေ့ pattern 18မှာဆိုလို့ရှိရင် I'm not quite sure သူရဲ့နောက်မှာ if တို့မဟုတ် whether ဆိုရဲဝါကြစက်ကလေးကိုဆက်ပြီးတော့မှနောက်က subject verb လိုက်ပြီးတော့သုံးတဲ့ဝါကြလေးရေးမှာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ I'm not quite sure ငါသိတော့မသိကြဘူး if whether ရဲ့အဓိပ္ပာယ်ကတော့တကယ်လို့များဖြစ်ခဲ့ရင်ပေါ့အဲ့လိုမျိုးပေါ့နော်ပြီးရင်သူရဲ့နောက်မှာ subject နဲ့ verb ကလိုက်မှာဖြစ်ပါတယ်နော်အဲ့တော့ငါတော့သိမသေးကြဘူးအကယ်၍ subject ကတခုခု verb ကိုလုပ်ခဲ့တယ်ဆိုရင်ပေါ့ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့တော့ I'm not quite sure if they will offer me a job they will offer me a job သူတို့ဒီ offer me ကျွန်တော်ကိုကမ်းလှမ်းမယ်ဆိုရင် a job အလုပ်တစ်ခုကိုသူတို့ကကျွန်တော်ကိုကမ်းလှမ်းလာခဲ့မယ် if လျင်ဆိုလျင်ပေါ့နော် I'm not quite sure အဲ့တော့ကျွန်တော်တော့သိမသိကြဘူးသူတို့များကျွန်တော်ကိုအလုပ်လေးတစ်ခုလောက်ကမ်းလှမ်းမလားမသိဘူးလို့ပြောချင်တဲ့သဘောဖြစ်ပါတယ်အဲ့ဒီတော့ I'm not quite sure နဲ့ပတ်သက်ပြီးတော့မှစကားလုံးတွေကိုအသုံးပြုပြီးတော့ if ဝါကြကိုအတူကောင်းနေနဲ့ဝါကြဆက်သုံးမယ်သုံးပြီးတော့မှနောက်က subject plus verb တွေကိုလိုက်ကြည့်မယ်ပေါ့နော်အဲ့တော့ if ကိုဘာကြောင့်သုံးတာလဲ whether ကိုဘာကြောင့်မသုံးတာလဲရှင်းပါတယ်เนาะ if နဲ့ whether ရဲ့အဓိပ္ပာယ်ကအတူတူပါပဲအဲ့တော့ if ကတော့စကားပြောတဲ့အခါမှာပို့ပြီးတော့လွယ်ကူတယ်ထိရောက်တယ်ဒါကြောင့်မလို့နားလည်လွယ်တဲ့စကားလုံးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ထည့်သုံးခြင်းဖြစ်တယ်အဲ့တော့တို့ကမိကွန်းကောက်တဲ့အခါမှာစကားလုံးကိုစပြီးဝါကြကိုပြောမယ်ဆိုရင် I'm not quite sure if ပြီးတော့တာနဲ့နောက်ကကိုထည့်ခြင်းတဲ့အကြောင်းအရာကို subject verb ကိုထည့်ရမှာဖြစ်ပါတယ်ပထမဆုံးဥပမာကိုလေ့လာကြည့်အောင် I'm not quite sure if he can handle it I'm not quite sure if he can handle it အဲ့တော့ can handle ကိုင်တွယ်ဖြေရှင်းနိုင်တယ် it ၎င်းကိုအဲ့တော့ he can handle it ဒီကိစ္စကိုသူကကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ I'm not quite sure ငါတော့သိမသိကြဘူးအဲ့တော့သူမထင်ဘူးပေါ့နော်မထင်ဘူးဆိုတဲ့သဘောမျိုးပေါ့နောက်တစ်ခုက I'm not quite sure if you get my point I'm not quite sure if တီယူသွားတယ်ပြီးတော့မှ you subject get ရရှိရဲ့ my point ဆိုလိုတဲ့သဘောကိုမင်းငါဆိုလိုတဲ့သဘောကိုမင်းတတိချာချာသိသလားမသိဘူးလားဆိုတာကိုငါတော့သိမသိကြဘူးလို့ပြောချင်တဲ့သဘောဖြစ်နောက်တစ်ကြောင်းကြည့်ရအောင် they are not quite sure if they could get a better salary they could get a better salary they သူတို့ဒီ could get ရရှိနိုင်ခဲ့မယ် a better salary better ပို၍ကောင်းမွန်တဲ့ salary လစာသူတို့ဒီပို၍ကောင်းသောဒီထက်လစာမြင့်သောလစာကိုရရှိနိုင်လိမ့်မယ်လို့ they are not quite sure သူတို့လည်းပဲသိမသိကြဘူးလို့ပြောတာ okay နောက်ဆုံးတစ်ခုကိုကြည့်အောင် I'm not quite sure if she will return your call I'm not quite sure if she will return your call အဲ့တော့ she will return ဆိုတော့ဘာဖြစ်လဲပြန်လာမယ် your call မင်းရဲ့ဖုန်းခေါ်ဆိုမှုကိုဒါမှမဟုတ်မင်းခေါ်တာเนาะအဲ့တော့အဓိပ္ပာယ်ကဘာလဲ she will return your call ဆိုရင်သူမကမင်းကိုဖုန်းပြန်ဆက်လိမ့်မယ်လို့ငါတော့သိမထင်ဘူးလို့မသေးချဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့ I'm not quite sure နဲ့ပတ်သက်ပြီးတော့မှအဓိကရှေ့ကနေကြည့်ရမှာက I'm not quite sure if အဲ့လိုလေးကြက်ပြီးတော့မှနောက်က subject နဲ့ verb ကိုလိုက်ပေးခြင်းအပြင်ဒီဝါကြကိုကောင်းမွန်စွာအသုံးပြုနိုင်မယ်လို့ယုံကြည်ပါတယ် effective English speaking pattern 19ကိုသွားကြရအောင်เนาะအဲ့တော့ pattern 19မှာကတော့ what if သူ့ရဲ့နောက်မှာထုံးစံတိုင်းပဲ if ကဝါကြဆက်ဖြစ်တဲ့ကြောင့်မလို့ subject နဲ့ verb လိုက်ပြီးတော့မှမေးခွန်းပုံစံလေးနဲ့ပြောမှာဖြစ်ပါတယ်နော်အဲ့တော့ what နဲ့စတဲ့အတွက်ကြောင့်မလို့နောက်က question mark လေးလည်းပါနေရခြင်းဖြစ်တယ်အဲ့တော့အဲ့ဒီ what if ရဲ့အဓိပ္ပာယ်ကတကယ်ဆိုရင်အရှေ့ကောက်ဘယ်လိုပြောရလဲဆိုရင် what would happen if ဒီလိုပုံစံမျိုးသွားတာဖြစ်တယ် what would happen if အဲ့တော့ဘာဖြစ်သွားမလဲပေါ့နော် happen ဆိုတော့လုပ်ရဖြစ်ရကိုပြောတာပေါ့နော် what would happen ဆိုတော့ဘာဖြစ်သွားမလဲဘ
ဘာဖြစ်သွားမယ်ထင်တယ်လေအဲ့လိုမျိုးလေးပေါ့နော် if ကတော့ ဝါကြစက်ဒါကြောင့်မလို့သူ့ရဲ့နောက်မှာလိုက်ပါသည် subject နဲ့ verb ဖြစ်နော်အဲ့တော့ what will happen if subject plus verb question mark အကယ်၍များ subject က verb ကိုလုပ်ဖြစ်ခဲ့တယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတဲ့ပုံစံမျိုးလေးဖြစ်တယ် okay ဥပမာလေးကြည့်အောင် what would happen if the speaker doesn't get here in time ဒီဘက်က what would happen if ဘာဖြစ်သွားမယ်ထင်တယ်လေ if အကယ်၍များပေါ့နော် the speaker ဆိုတဲ့ဟောပြောပို့ချမဲ့သူက doesn't get ရောက်မလာဘူး here ဒီနေရာကို in time ဆိုတော့အချိန်မီပေါ့အဲ့တော့ဟောပြောမဲ့ပို့ချမဲ့သူကဒီနေရာကိုအချိန်မီသာရောက်မလာဘူးဆိုရင်ဘာဖြစ်သွားမယ်ထင်တယ်လဲဘာဖြစ်သွားမလဲဆိုတဲ့ပုံစံမျိုးပြောခြင်းဖြစ်တယ်โอเคနော်အဲ့တော့ what would happen if the speaker doesn't get here in time သူနဲ့ပတ်သက်တဲ့ဥပမာလေးလေ့လာကြည့်အောင်တို့ကောက်ပဲရေးလိုက်တယ် what if I miss the bus အတိတ်ဘက်ကိုသိပြီလို့ထင်ပါတယ် what if I miss the bus အဲ့တော့ I ကျွန်တော်က miss ဒီနေရာမှာလွတ်သွားတယ် the bus ဒီ bus ကားကိုသာငါလွတ်သွားရင်ဘာဖြစ်မယ်ထင်လဲဘာဖြစ်သွားမလဲနော်နောက်တစ်ခု what if I were late to dinner ငါသာညစာကိုနောက်ကျခဲ့မယ်ဆိုရင်ဘာဖြစ်သွားမလဲထမင်းကမှာပေါ့နော်နောက်တစ်ခုက what if I called her tomorrow ငါသူမကိုမနေ့ပြန်ကြရင်ဖုန်းခေါ်မယ်ဆိုရင်ဘာဖြစ်သွားမယ်ထင်တယ်လဲ what if someone sees me တစုံတစ်ယောက်ကငါ့ကိုတွေ့ရဆိုရင်တွေ့သွားရင်ဘာဖြစ်မယ်ထင်တယ်လဲဒါကတော့ဒီ sentence လေးကတော့ဘာဖြစ်လဲဆိုရင်မိဘမသိအောင်ခိုးပြီးလုပ်တဲ့သူတွေပေါ့နော်အဲ့လိုမျိုးဆိုရင်အသုံးတည့်မယ်ထင်ပါတယ်နောက်တစ်ခုကတော့ what if no one is home no one is home အိမ်မှာတယောက်မှမရှိဘူးဆိုရင်ဘာဖြစ်သွားမလဲဒီလိုမျိုးလေးဖြစ်တယ်နော်အရန်လွယ်နော်အဲ့တော့စူးစမ်းပြီးတော့ like ပြောကြည့်မယ်ရေးကြည့်မယ်နော်အဲ့ဒါလေးကိုလည်းပဲရမယ်လို့ထင်တယ်နော်ကဲဒါဆိုရင် effective English speaking pattern 20ကိုဆက်သွားကြမယ်နော်နောက်ဆုံးတစ်ခုပါပဲဒီ pattern ကတော့နောက်ဆုံးတစ်ခုပါ are you into plus object noun လိုက်မှာဖြစ်ပါတယ်သူကတော့မေးခွန်းပုံစံနဲ့ပြောခြင်းဖြစ်တယ် are you into အဲ့တော့မင်းစိတ်ဝင်စားသလားလို့ပြောတာဘာကိုလဲ object သို့မဟုတ် noun ကိုစိတ်ဝင်စားသလားလို့ပြောတာနော်အဲ့တော့ဥပမာနဲ့ကြည့်မယ်ဆိုရင် are you into English မင်းအင်္ဂလိပ်စာစိတ်ဝင်စားသလားလို့ပြောခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ are you into ရဲ့နောက်မှာ object သို့မဟုတ် noun ကိုလိုက်လို့ရတယ် okay နော်ကဲဒါဆိုရင်ဒီ pattern နဲ့ပတ်သက်တဲ့ဥပမာလေးလေ့လာကြည့်အောင် are you into your career အဲ့တော့ are you into မင်းစိတ်ဝင်စားသလား your career ဆိုရင်မင်းရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ပေါ်မှာမင်းစိတ်ဝင်စားမှုရှိသလားလို့မေးခြင်းဖြစ်တယ် I'm into trying new things I'm into အဲ့တော့ကျွန်တော်ကစိတ်ဝင်စားနေတယ်เนาะ trying ဆိုတော့ verb ကို noun ပြောင်းပြီးတော့ ing ပေါင်းထားခြင်းဖြစ်တယ် trying စူးစမ်းခြင်း new things အဲ့တော့ပစ္စည်းသစ်လေးတွေကိုเนาะစူးစမ်းပြီးလုပ်ကြည့်ရတာကိုကျွန်တော်ကတော့စိတ်ဝင်စားနေပါတယ်လို့ပြောခြင်းဖြစ်တယ် I'm not into telling gossip အဲ့တော့ telling gossip အတင်းပြောခြင်းကိုကျွန်တော်ကစိတ်ဝင်စားဘူးလို့ပြောခြင်းဖြစ်တယ်အတင်းပြောခြင်းကိုကျွန်မကစိတ်ဝင်စားဘူးเนาะနောက်တစ်ခုက are you into traveling မင်းခရီးသွားရတာကိုစိတ်ဝင်စားသလားဒီနေရာမှာ traveling ဆိုတာဒီ verb ကို noun ပြောင်းထားတဲ့ ing ပေါင်းထားခြင်းဖြစ်တယ်နောက်ဆုံးတစ်ခုလေးကအရင်စိတ်ဝင်စားစရာကောင်းတယ်เนาะအားလုံးကြိုက်မဲ့ sentence လေးပါ he is into you ကဲဒါဆိုရင်ရောဘာဖြစ်မလဲ he is into you ဘာတိပဲလဲသူကမင်းကိုစိတ်ဝင်စားနေတယ်โอเคเนาะစိတ်ဝင်စားနေတယ်ဒါဆိုရင်ဒီ sentence ကလည်းအရင်ကိုလွယ်တယ်ပေါ့နော်အဲ့တော့ဒီ pattern 20 အထိကိုကြိုးကြိုးစားစားလဲရေးကြည့်မယ်ပြောကြည့်မယ်เนาะမသိတာလေးရှိရင်လည်း comment မှာရေးကြည့်ခဲ့ပေးပါเนาะနောက်တစ်ခုပြောချင်တာကတော့အားလုံးလည်းပဲဂရုစိုက်ကြပါလို့เนาะအခြေအနေတွေကအမျိုးမျိုးပြောင်းလဲနေတဲ့အတွက်ကြောင့်မလို့เนาะတဘာဝဘေးရနေတွေကလည်းကင်းလွတ်ပါစေလို့လည်းဆုတောင်းပေးတယ်ဒီချက်လည်းနောက်ပိုင်းမှာဒီကျောင်းစာတွေနဲ့ပတ်သက်တဲ့စာတွေကိုလည်းပဲဆက်ပြီးတော့တင်ပေးသွားပါဦးမယ်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် God bless you all